ဒေါအောင်ဆန်းစုကြည်အချုပ်နှောင်ကနေလွတ်လာတဲ့အခါကျရင်ကျွန်တော်သူမဟင်းဒီချက်ကျွေးချင်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ရောသားတယောက်ပါစောစောကကျွန်တော်ဗီဒီယိုအစမှာပြောသွားတဲ့စကားကိုပြောသွားတဲ့လူကတော့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအရေးမှာတက်ကြွလှုပ်ရှားနေကြတဲ့ဂျပန်မြန်မာတိုင်ဝမ်ကလူတွေအားလုံးလို့သိကြတယ်ကျွန်တော်တို့အနေနဲ့ချစ်စနိုးနဲ့ဥကျက်ရိုးလို့ခေါ်တဲ့မတ်စတာဟိုအရှိဟီရိုစကဲပဲဖြစ်ပါတယ်ဥကျက်ရိုးဆိုလို့ရှိရင်ဒီ2021ကတိုင်းမှာဒီနေ့အချိန်ကြောင်နော်ဒီမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အရေးတွေမှာရန်ကုန်ကိုယ်တွေမှာတက်ပေါင်းလှုပ်ရှားနေတဲ့လူတယောက်ဖြစ်ပါတယ်ပေါ့နော်ပြီးတော့မြန်မာတွေပေါ်မှာလည်းရန်စင်တာရှိတယ်ချစ်တဲ့လူတယောက်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ကဥကျက်ရိုးနဲ့ဥကျက်ရိုးရဲ့အကြောင်းကိုပြောပြမှာမဟုတ်ဘဲနဲ့ဥကျက်ရိုးကိုယ်တိုင်ထုတ်လုပ်ပြီးတော့ရောင်းချနေတဲ့ဟောဒီယာမြန်မာချစ်ခင်ခါရီချစ်တိုင်းဆိုတဲ့ဒီခါရီဟင်းလေးနဲ့ပတ်သက်ပြီးတော့ပြောပြချင်တာစားကြည့်ချင်တာဖြစ်ပါတယ်တကယ်တော့ဒါလေးကဥကျက်ရိုးဆရာဘုပဲနဲ့တခြားတယောက်ချက်တွေမှာကျွန်တော်လက်ဆောင်ရတာဖြစ်ပါဘူးเนาะပထမဆုံးအနေနဲ့ဆိုလို့ပြချင်တာတော့ဒီမှာသူတစ်စိမ်လေးမှာရေးထားပါတော့ Yusuke Kari ဆိုတော့ရေးထားတယ် I love Kari I love Myanmar ပေါ့နော်မြန်မာဟိုချစ်တဲ့အကြောင်းလေးတွေသူရေးထားတယ်ပြီးတော့စက်သားဟင်းပေါ့နော်လုံးဝနာမည်လေးမြန်မာလိုပေးထားတယ်နော်ခါရီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာထိုင်းခါရီတို့အိန္ဒိယခါရီတို့တော်တော်များများကြိုက်ကြတယ်ပေါ့ဂျပန်တွေလည်းခါရီစားကြတယ်ပေါ့နော်တော်တော်ဒါပေမဲ့ကျွန်တော်သိတယ်လို့ဆိုလို့ရှိရင်တော့ကျွန်တော်ပဲမသိတာလည်းဖြစ်နေတယ်မြန်မာအရသာနဲ့မြန်မာစတိုင်မျိုးနဲ့မြန်မာဗိတ်နဲ့ထုတ်ထားတဲ့ခါရီဆိုတာတော့ဒီကောင်ပထမဆုံးဖြစ်လိမ့်မယ်လို့ထင်ပါတယ်ပြီးတော့ဒီဘက်မှာဆိုလို့ရှိရင်သူကဒီမြန်မာရဲ့ဟင်းအရသာကိုဒီ3နှစ်လောက်စမ်းသပ်လေ့လာပြီးတော့ထုတ်ထားတယ်ပေါ့နော်ဒီမြေပဲရဲ့အနံ့မြေပဲအနံ့ကိုလည်းပါဝင်စီတယ်ပြီးတော့ကျက်တုံကျွန်တော်စီချက်ပုံမှာနော်စီတိုက်မှချက်တာပေါ့နော်အဲ့လိုပုံစံပေါ့နော်ကျက်တုံနေရဲ့အချိုရတာကိုလည်းပါဝင်တဲ့ဘာနဲ့တာတာပေါ့နော်အဲ့ဒီလိုမျိုးလေးတွေလည်းသူဒီမှာဂျပန်ရေးချပြီးပါတယ်ဒီအောက်မှာဆိုလို့ရှိရင်ဟိုမက်ရှာဂရီခတ်တာပေါ့နော်ဂျပန်လိုရေးထားတယ်ဒီဘယ်လိုပြောမလဲစားတော့ရမယ်လုံနေလောက်ဟန်ပေါ့နော်ဘယ်လိုစားရမလဲဆိုရင်ဒီမှာ unit purpose ဆိုအောင်တင်မယ်unit purpose ဆိုအောင်တိတ်ကမှတည်းက9မိနစ်တခါတည်းမှာ9မိနစ်လောက်ထိအောင်ဘယ်လိုပြောမလဲအပူပေးတာပေါ့နော်အဲ့လိုမျိုးလေးအထိုးလေးထည့်ရမှာအပူပေးမှစားလို့ရတယ်ဒီမှာကျတော့ကျွန်တော်တို့ Densland ကြီးနဲ့နွေးစားမယ်ဆိုလို့ရှိရင်900 watt နဲ့2မိနစ်စက္ကန့်30ထဲမှာ3မိနစ်အထိဒီနွေးပြီးတော့အပူပေးတော့စားလို့ရတယ်ဘာညာရေးထားပေးပါတယ်ပေါ့နော်ပြီးတော့ဒီအောက်မှာဆိုလို့ရှိရင်လည်းပေါင်ပစ္စည်းတွေရေးထားပေးတယ်ပေါ့နော်ဒီမှာထိုးနေခုချက်သားပါမယ်ချက်သားခါရီဆိုချက်သားပါတယ်ပေါ့နော်ချက်သားပါမယ်တိုမာတိုခန်းကြီးပါမယ်ဒီချက်တုံမိတ်တွေပါမယ်ကျွန်တော်တော့ဟင်းရွက်စီကိုခန်းကြီးခါရီမုန်ခန်းကြီးဒီပတ်ခန်းကြီးတဲ့ပုံစံနဲ့ဘက်စတိုအဲ့ပါတယ်တခြားတော့စားတော့ဒါတော့ဂျန်နဲ့ထည့်ရပစ္စည်းပါတော့ပါတယ်ပြီးတော့အဆက်ဆိုလို့ရှိရင်ဒီမှာတော့ဒီမှာအဆက်တွေကိုပြလို့ရှိရင်နံပါတ်5စင်တီမှာပြထားတာမှာဒီချူဘောနော်အလက်ဆက်တဲ့ဆိုတဲ့ဘောမျိုးလေးပြထားတာနော်တခါမှမစားဘူးဆိုတော့နည်းနည်းတော့စိတ်ထဲမှာကြာစီဖြစ်နေပါတော့ဂျပန်ခါရီတို့ထိုင်းခါရီတို့အိန္ဒိယခါရီတို့စားဖို့ပြီးမယ်မြန်မာရတာနဲ့ခါရီမစားဘူးတဲ့ခါကျဘယ်လိုရှိမလဲဆိုတာမျိုးတော့သိချင်တယ်ရစားကြည့်ကြစို့ yes okay ဒီမှာတော့ဒီမှာဟင်းအထုပ်ကိုဖောက်ပြီးတော့
မေးပြီးသွားပြီထမင်းနဲ့ထဲတာပေါ့နော်ဟိုကည7နာရီထိုးတော့မှဆိုတော့ယူချင်းစိုးချင်းလည်းဖြစ်နေတော့ဖိုက်ကတော်တော်စားနေပြီစားကြည့်မယ်နော်ဒီဆိုဟင်းလေးကိုပြီးကြည့်လိုက်မယ်နှစ်လေးအဲ့တော့ခါရင်းဆိုတာဆိုတဲ့ဒီမှာနှစ်တွေအများကြီးနဲ့အသားတွေအသီးတွေနဲ့ရောထားတဲ့ပုံမျိုးနော်အနှစ်ကတော့ခါရီဆိုတော့ခါရီတိုင်းပဲပေါ့နော်ဘလို့ရှိရင်လည်းမြန်မာပါဇက်နဲ့ကိုက်မကိုက်ပဲကျွန်တော်တို့ကခါရီဆိုတော့ခါရီစတိုင်းတော့ဖြစ်လိမ့်မယ်မြန်မာပါဇက်နဲ့ကိုက်ရှင်းမကိုက်ရှင်းရပုံမှာဒီချက်ကဲဖြတ်ပြီးတော့ထင်တော့နော်ကျွန်တော်တို့ပုံမှန်ချက်စီရဝက်စီရတို့ဆိုတဲ့ပုံစံမျိုးကြည့်တော့မဟုတ်နေဘူးเนาะခါရီချင်းဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ဆိုလို့ရှိရင်တော့စားလို့ဆင်းနေရောလို့ဒီနေ့ညံ့ပါတယ်အသားလေးပါတယ်ပြီးတော့ဒီအဆက်လေးလည်းပါမယ်လုံးဆက်နေတာမဟုတ်ကျန်နေဘူးနိုင်ငံသားတွေလည်းစားလို့ရအောင်ထုတ်ထားတာဖြစ်တယ်အရင်ဆက်နေတာမဟုတ်ဆက်လေးရှိရှိလေးပါတယ်ပြီးတော့ဒီမြန်မာရဲ့ပုံစံမျိုးလေးလည်းရတယ်ခါရီရဲ့ပုံစံမျိုးလေးလည်းရတယ်ဆိုတော့ကျွန်တော်အနေနဲ့တော့စားလို့အဆင်ပြေတယ်ပေါ့နော်